ရခိုင်ကလက်ကျန်မြို့နယ်တွေကိုနှစ်မကုန်ခင်အတွင်းမှာမိုးစုံမြေစုံချီတက်တိုက်ခိုက်သွားမယ်လို့အေအေတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ကလက်ကျန်မြို့နယ်တွေကိုယခုနှစ်2026ခုနှစ်နဲ့2028ခုနှစ်မကုန်ခင်ကာလအတွင်းမှာမိုးစုံမြေစုံထိချီတက်တိုက်ခိုက်သွားမယ်လို့အေအေတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က18နှစ်မြောက်အာရခတပ်တော်နေ့အခမ်းအနားကိုပေးပို့တဲ့တဝင်လာမှာပြောကြားလိုက်ပါတယ်။2026ခုနှစ်ဧပြီလ10ရက်နေ့ဟာအာရခတပ်တော် AA ကိုဖွဲ့စည်းတည်ထောင်တာ18နှစ်ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်း18မြို့နယ်ရှိတဲ့အထက်ကအာရခတပ်တော် AA ဟာမြို့နယ်14ခုအထိကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ကျန်မြို့နယ်တွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုမန်အောင်မြို့နယ်ကိုဝင်းရံပိတ်ဆို့ထားတဲ့အခြေအနေလည်းဖြစ်ပါတယ်။အဆိုပါမြို့နယ်တွေကိုယခုနှစ်မကုန်ခင်အတွင်းမှာမိုးစုံမြေစုံချီတက်တိုက်ခိုက်သွားမယ်လို့ AA တမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။အလားတူ18နှစ်တာကာလအတွင်းမှာအာရခတပ်တော် AA နဲ့အာရခပြည်သူတွေရဲ့တိုက်ပွဲဝင်ရုန်းကန်စ조사မှုတွေကြောင့်အာရခနယ်မြေအများစုကိုအတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ပြီးဖြစ်သလို1984ခုနှစ်ရခိုင်ချုပ်ချာအာဏာဆုံးရှုံးလာတဲ့နောက်ပိုင်းနှစ်ပေါင်း242ခုနှစ်အတွင်းမှာလက်ရှိအချိန်ဟာအာရခပြည်သူတရလုံးနိုးကြားတက်ကြွစွာနဲ့ပြည်သူတရလုံးပါဝင်တဲ့အမျိုးသားလှုပ်ရှားမှုကြီးဖြစ်တယ်လို့ AA တမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုထားပါတယ်လက်ရှိစစ်ပွဲဟာအာရခပြည်သူတွေရဲ့တရားတဲ့စစ်ပွဲဖြစ်သလိုမျိုးသားလွတ်မြောက်ရေးစစ်ပွဲတွေဖြစ်ပြီးလက်ရှိအခြေအနေမျိုးကိုရောက်ရှိလာဖို့အတွက်ပေးဆက်ဆွန့်လွတ်ခဲ့ကြတဲ့သူရဲကောင်းတွေနဲ့နေရာသီးသီးမှာဆွန့်လွတ်စွန့်စားတိုက်ပွဲဝင်နေကြတဲ့သူတွေပေးအပ်လာတဲ့အမိန့်တိုင်းတာဝန်ကျေပွန်သာထမ်းဆောင်နေကြတဲ့စစ်တီစစ်မယ်ရဲဘော်အပေါင်းတွေကိုလည်းအထူးအလေးနက်ထားဂုဏ်ပြုတယ်လို့18နှစ်ပြည့်တက်တော်နေ့မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်လက်ကျန်မဟာဗျူဟာမြောက်အရေးကြီးတဲ့နယ်မြေတွေနဲ့ထိန်းချုပ်ထားတဲ့လွတ်မြောက်နယ်မြေတွေအာမခံချက်ခိုင်မာစေဖို့ဆက်လက်ပြီးတော့မယမနာစ조사တည်ဆောက်ရင်တိုက်เสียရှိတဲ့လက်ကျန်မြို့နယ်တွေကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုထားပါတယ်အာရခစစ်တီတွေအနေနဲ့စစ်မြေပြင်အခက်ခဲတွေစစ်ပွဲစိန်ခေါ်မှုတွေကြောင့်ပင်ပန်းဒုက္ခဖိစီးမှုတွေကိုဖြတ်တန်းနေရပေမဲ့လည်းမယမနာစ조사အားထုတ်မှုတွေနဲ့အတူတရက်ထက်တရက်ပို့ပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနည်းပညာပိုင်းဆိုင်ရာအဆဆရရစိတ်သက်ခွန်အားတွေကြီးမားလာသလိုနိုင်ငံရေးစစ်ရေးတန်တမာရေးစီးပွားရေးဆက်ဆက်နေတဲ့ကဏ္ဍတိုင်းမှာအစဉ်ပြေပြေအောင်မြင်စွာလည်ပတ်နိုင်ဖို့အတွက်မှန်ကန်တဲ့မူဝါဒတွေအပြင်ကောင်းမွန်တဲ့ပတ်ဝန်းကျင်တွေကိုလည်းတည်ဆောက်ထားနိုင်ဖို့အတွက်လည်းအရေးပါတယ်လို့ပြောဆိုထားပါတယ်။နောက်ပြီးဘဝတူဖိနှိပ်ခံတော်လှန်ရေးမိဖက်အင်အားစုတွေကိုစာနာနားလည်မှုမှန်ကန်တဲ့စေတနာတွေနဲ့တနိုင်သမျှလက်တွဲပနာဖေးမှကူညီသွားမှာဖြစ်တယ်လို့ဘုံရန်သူကိုတူတူလက်တွဲပြီးတော့တိုက်ပွဲဝင်နေကြတဲ့မဟာမိတ်ကောင်းတွေကိုလည်းလေးနက်တံမိုးထားကအပြန်အလှန်ကူညီပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုထားပါတယ်အာရခတပ်တော် A ဟာတိုက်ရင်တီဆောက်ရင်မယမနာတိုက်ပွဲဝင်နေကြသလိုတစ်ဖက်မှာလည်းရခိုင်လူထုတွေဟာစစ်ကောင်စီတက်ရဲ့လေကြောင်းအန္တရာယ်ကိုကြုံတွေ့နေရလဲဖြစ်ပါတယ်ခင်ဗျာ